ခုတစ်ပတ်တော့ကျွန်တော်အများပြည်သူဘုသူတလုံးကမြမတက်လေးထုံနှံဥပ္ပယသားသမီးမွေးစားခြင်းအကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ယခင်လုံးကတော့သားသမီးမွေးစားတဲ့အခါမှာမွေးစားတဲ့သားသမီး၄မျိုးရှိပါတယ်။ယနေ့ခေတ်မှာတော့ဒီသားသမီးမွေးစားတဲ့အခါမှာမွေးစားတဲ့သားသမီး2မျိုးလို့ပဲကျွန်တော်တို့လေ့လာတွေ့ရှိရပါတယ်။ပထမတစ်မျိုးကတော့ကိတ္တိမသားသမီးကိတ္တိမဆိုတာကတော့အမွေခံသားဖြစ်အချင်းရှားမွေးစားသောသားသမီးကိုဆိုလိုပါတယ်ကိတ္တိမသားသမီးဆိုတာကတော့မွေးစားမိဘကနေပြီးတော့သူ့ရဲ့အမွေပစ္စည်းကိုစက္ခံရန်ရည်ရွယ်ပြီးတော့မွေးစားတဲ့သားသမီးများကိုဆိုလိုပါတယ်မင်းရင်ဖာရင်နေရှိမယ်ဆိုရင်တော့ကိတ္တိမသားသမီးရဲ့မိဘတွေနှစ်ဦးစလုံးရဲ့သဘောတူညီချက်ကိုရယူရမှာဖြစ်ပါတယ်အပါရိတဆိုတာကတော့ဥပရိယကောက်ယူမွေးစားသောသားကိုဆိုလိုပါတယ်မွေးစားမိဘကနေပြီးတော့အမွေဆက်ခံရန်ရည်ရွယ်ချက်ဖြင့်မွေးစားသောသားသမီးများမဟုတ်ပါဘူးဒါလေးကိုလည်းသိစေချင်ပါတယ်ဒီကိတ္တိမပဲဖြစ်ဖြစ်အပါရိတပဲဖြစ်ဖြစ်သားသမီးမွေးစားခြင်းကဗရန်ရင်ပြုလုပ်ခြင်းဖြစ်တဲ့ကြောင့်မလို့ဆွေမျိုးမတော်ဆက်တဲ့သူနှစ်ဦးသို့မဟုတ်လင်မယားမဟုတ်သူနှစ်ဦးကပေါင်းဆက်ပြီးတော့သားသမီးမွေးစားခြင်းကိုတော့မပြုလုပ်နိုင်ပါဘူးဒီမွေးစားမဲ့မိဘတွေမှာသားရင်သမီးတွေရှိပေမဲ့ဒါမွေးစားသားသမီးကိုမွေးစားခွင့်ရှိပါတယ်ဒါပေမဲ့လင်မယားနှစ်ဦးရှိမယ်ဆိုရင်လင်ဖြစ်စေမယားဖြစ်စေတူးတဲ့သောဆန္ဒနဲ့တော့မွေးစားခြင်းကိုမပြုလုပ်နိုင်ပါဘူးနှစ်ဦးစလုံးရဲ့သဘောတူညီချက်နဲ့သာဒါမွေးစားခြင်းကိုပြုလုပ်နိုင်ပါတယ်ကိတ္တိမပဲဖြစ်ဖြစ်အပါရိတပဲဖြစ်ဖြစ်အဲ့မွေးစားတဲ့သားသမီးတွေကရဟန်းပေါင်းသို့ကူးပြောင်းသွားရင်တော့မွေးစားခြင်းကပြတ်ပြပါတယ်မွေးစားမိကနေပြီးတော့မွေးစားခြင်းကိုမွေးစားတဲ့သားသမီးရဲ့သဘောတူညီချက်မရှိဘဲနဲ့မိမိဆန္ဒတစ်ခုတည်းနဲ့လည်းမွေးစားခြင်းကိုပယ်ဖျက်ခြင်းမပြုနိုင်ပါဘူးဒါပေမဲ့လို့မွေးစားမိဘကဗုဒ္ဓဘာသာမဟုတ်ဘဲနဲ့သားသမီးမွေးစားခြင်းကိုအတိမတ်မပြုတဲ့ခရစ်ယာန်ဘာသာသို့မဟုတ်အခြားဘာသာတို့ကူးပြောင်းသွားမယ်ဆိုရင်တော့မွေးစားခြင်းကပြတ်ပြယ်ပါတယ်ကိတ္တိမသားသမီးနဲ့ဒီအပါရိတသားသမီးတို့ရဲ့ကွာခြားချက်ကတော့1942ခုနှစ်ဧပြီလ1ရက်နေ့မတိုင်ခင်မှာမွေးစားတဲ့ကိတ္တိမသားသမီးတွေကိုတော့စာချုပ်ချုပ်ဆိုဒါမွေးစားရန်မလိုအပ်တော့လဲအဲ့ဒီနောက်ပိုင်းမှာမွေးစားတဲ့ကိတ္တိမသားသမီးတွေဆိုရင်တော့ဒီမှတ်ပုံတင်စာအုပ်စာတမ်းရုံးမှာစာချုပ်ချုပ်ဆိုမွေးစားရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့1939ခုနှစ်မေလမှာနိုင်ငံတော်အစိုးရကနေပြီးတော့ကိတ္တိမသားသမီးမွေးစားခြင်းမှတ်ပုံတင်အောက်တွေကိုပြဋ္ဌာန်းပြီးတော့အတည်ပြုခဲ့တဲ့အတွက်ကြောင့်မလို့အဲဒီနောက်ပိုင်း1942ခုနှစ်ဧပြီလ1ရက်နေ့နောက်ပိုင်းမွေးစားတဲ့သားသမီးတွေကိုတော့မှတ်ပုံတင်စာချုပ်ချုပ်ဆိုမွေးစားမှသာလျှင်ဥပဒေအရတရားဝင်ပါတယ်။အပါရိတသားသမီးကတော့အမွေဆက်ခံရရည်ချက်မရှိပဲမွေးစားတဲ့သားသမီးတွေဖြစ်တဲ့ကြောင့်မလို့နှုတ်ပြဖြစ်စေအရက်ကတိစာချုပ်ဖြစ်စေစာချုပ်ချုပ်ဆိုမွေးစားလို့ရပါတယ်အပါရိတသားသမီးတွေရဲ့အခွင့်အရေးကြတော့ကိတ္တိမသားသမီးတွေရဲ့အခွင့်အရေးနဲ့မတူပါဘူးဒီအပါရိတသားသမီးတွေကမွေးစားမိဘနဲ့အတူနေထိုင်မှသာအမွေဆက်ခံခွင့်ရှိပြီးတော့ခွဲခြားနေထိုင်ရင်တော့အမွေဆက်ခံခွင့်မရှိပါဘူးအပါရိတသားသမီးတွေရဲ့ဒီအမွေရပိုင်ခွင့်ကြတော့လည်းမတူပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ကမွေးစားမိဘမှာဒါတာရင်သမီးနေကိတ္တိမသားသမီးတွေမရှိမှသာလျှင်သူတို့ကအမွေဆက်ခံခွင့်ရှိပါတယ်။အဲလိုအမွေဆက်ခံခွင့်ရှိတော့လဲသူတို့ရဲ့မိဘရဲ့ဝေစုရဲ့တဝက်ကိုသာရရှိပြီးတော့အမွေစားမိဘရဲ့ဒီဆွေမျိုးသားချင်းတွေကတဝက်ရရှိပါတယ်။ဒါလို့ဆိုရင်သားသမီးမွေးစားခြင်းနဲ့ပတ်သက်ပြီးတော့အားလုံးဘုသူဒ္ဓရရှိလိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်